BJJ ခပတ်တစ်ခုကိုရယူလိုက်ပြန်ပြီဖြစ်တဲ့အာမန်ဆာရူချန်ပရိသတ်များအားလုံးပဲမင်္ဂလာပါ Case Site ဂျာနယ်ကနေကြိုဆိုပါရစေရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့ ABC BJJ ပြိုင်ပွဲမှာအာမန်ဆာရူချန်ကချန်ပီယံခပတ်စကူနိုင်ခဲ့ပြီဖြစ်ပါတယ်သူဟာတာမန် MMA ဖိုက်တာတဦးတည်းမကပဲထိပ်တန်းအဆင့် grappling ပညာရှင်တဦးဖြစ်ကြောင်းကမ္ဘာကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ် UFC ရဲ့ lightweight တန်းမှာနံပါတ်1စိန်ခေါ်သူအဖြစ်ရပ်တည်နေတဲ့အာမန်အတွက်ဒီအောင်မြင်မှုဟာသူ့ရဲ့ကစားသမားဝအရှိန်အုံကိုပိုတိုးပြီးတော့မြင့်တင်ပေးလိုက်ပါတယ်အာမန်ဟာငကိုတဲကမှနဘန် wrestling ခြေခံတော်တော်လေးကောင်းမွန်သူဖြစ်ပေမဲ့အခုလို Brazilian Jiu-Jitsu BJJ တည်တံ့ပြိုင်ပွဲမှာခပတ်ရယူနိုင်ခြင်းကသူ့ရဲ့ submission အရှုံးပေးအောင်လုပ်ခြင်းနည်းစနစ်တွေဘယ်လောက်ထိတိုးတက်လာသလဲဆိုတာကိုပြသနေပါတယ်ရုရှားနိုင်ငံရဲ့ BJJ ပြိုင်ပွဲတွေဟာအဆင့်တန်းအရန်ကိုမြင့်မားပြီးတော့ခက်ခဲတာကြောင့်ဒီခပတ်ဟာသူ့ရဲ့အရေးအသွေးကိုအာမခံချက်ပေးလိုက်တာပါပဲအာမန်အတွက်အခုလက်ရှိအဓိကရည်မှန်းချက်ကတော့ UFC lightweight ခပတ်ကိုလူယူဖို့ပါပဲဒီလ30ရက်နေ့မှာထပ်မံကစားမဲ့ submission ပွဲစဉ်ဟာအာမန်အတွက်တော့လေ့ကျင့်ခန်းတစ်ခုလိုဖြစ်နေပါလိမ့်မယ် UFC ပွဲကြီးမတိုင်ခင်မှာအခုလိုပွဲစဉ်တွေဇက်တိုက်ကစားနေခြင်းကသူ့ကိုပွဲအရှိန် fight rhythm မပြတ်စေပဲပုံမထက်မြက်လာစေပါတယ်သူဟာလက်ရှိမှာအကောင်းဆုံးပုံစံ prime form ကိုရောက်ရှိနေတာကြောင့်ဒီဇင်ဘာ30ပွဲမှာလည်းနောက်ထပ်ခပတ်တစ်ခုထပ်မံယူပြနိုင်ဖို့ရာဂိုင်နှုန်းအရန်ကိုများနေကြောင်းပါ